မင်္ဂလာပါမြန်မာဘာသာစတာတွေကနေပြီးတော့မှတဖန်ကြိုဆိုပါရစေကျမတို့အစာမပြုခင်မှာဆုတောင်းကြပါစို့နင်နာတကွနဲ့ပြည့်စုံသားသမီးတို့ကိုချစ်တော်မူသောထာဝရဖခင်ကိုရရှင်ကျေးဇူးတော်ကိုချီးမွမ်းပါ၏ကိုရောကျွန်တော်တို့ကိုတပတ်တာလုံးကွယ်ကဆောင်းမယုံသမကကိုရရှင်ရဲ့ရှင်ပြန်ထမြောက်ရာဤဥပုဒ်တော်နေ့၌ကိုရရှင်နှုတ်ကပတ်တော်များကိုလေ့လာသင်ကြားတော်ခွင့်ကိုပေးတဲ့အတွက်ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏ကိုရောကျမတို့ရဲ့ကိုရရှင်တပတ်တာလုံးယူဆောင်လာသောအပြစ်များကိုယေရှုအသွေးတော်ဖြင့်ဆေးကြောတော်မူလျက်တန်ရှင်းခြင်းတို့ရောက်စေတော်မူပါဒီနေ့သင်ကြားမဲ့ correction တို့ကပတ်တော်လည်းကောင်းချီးပေးတော်မူလျက်ဈာနာတော်သူရောက်စီတဲ့အသက်တာ၌တည်ဆောက်စရာဖြစ်စေတော်မူပါကိုရောဤအလုံးစုံတို့ကိုဆုတောင်းတဲ့အခါမှာတပါးတီတော်တော်သခင်ယေရှုမည်နာမအောင်ပြည့်အလုံးယုတည်စွာဖြင့်ဆုတောင်းစက္ကန့်အနံ့ကြပါ၏အာမင်ကျမတို့အရင်ဘက်ကဘုရားသခင်ရဲ့တန်ဖြောင်းမခြင်းကောင်းမြတ်ခြင်းအကြောင်းကိုကျမတို့လေ့လာခဲ့ပြီးပြီဆိုတော့အဲ့ဒီအရာကိုမလေ့လာခင်မှာပြန်လည်ပြီးတော့မှကျမတို့ဘုရားသခင်ဆိုတာဘာလဲဆိုတဲ့အရာကိုပြန်လည်ပြီးတော့မှဆွေးနွေးရအောင်ဘုရားသခင်ဆိုတာဘာလဲဆိုလို့မေးတဲ့အခါမှာဘုရားသခင်ကနာဝိညာဉ်ဖြစ်တဲ့အဆုံးမရှိထာဝရပြောင်းလဲခြင်းမရှိသောအရှင်သူ၏ဖြစ်ခြင်းဉာဏ်တော်တကိုးတော်တန့်ရှင်းခြင်းဖြောင့်မတ်ခြင်းကောင်းမြတ်ခြင်းနဲ့တမန်တရားဖြစ်တယ်ဆိုပြီးတော့မှဘုရားသခင်ရဲ့အနတ္တိပဲကိုWestminster Confession of Faith ကနေပြီးတော့မှကျမတို့ကကောင်းတော့ယူထားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအရာတွေကိုကျမတို့ဘုရားသခင်နာဝိညာဉ်ဖြစ်တဲ့ထာဝရပြောင်းလဲခြင်းမရှိတော့ရှင်ကောင်းမြတ်ခြင်းသူ့ရဲ့ဉာဏ်တော်နော်သူ့ရဲ့ဖြောင့်မတ်ခြင်းအဲ့ဒီအရာတွေကိုကျမတို့လေ့လာခဲ့ပြီးပြီဆိုတော့ဒီကနေ့ကျမတို့လေ့လာမယ့်အရာကဘာလဲဆိုတော့ဘုရားသခင်ကနော်ဘုရားသခင်ဤတမန်တရား၌ပြောင်းလဲခြင်းမရှိဆိုတဲ့နောက်ဆုံးသူ့ရဲ့ဂုဏ်အင်္ဂါဖြစ်တဲ့တမန်တရား၌ပြောင်းလဲခြင်းမရှိတမန်တရားလို့ပြောတဲ့အခါမှာဘုရားသခင်ရဲ့အမှန်တရားဖြစ်တဲ့နော်သူ့ရဲ့နှုတ်ကပတ်တော်မှာသူကပြောင်းလဲခြင်းမရှိဘူးဆိုတော့ပထမဆုံးကျမတို့ဘုရားသခင်ရဲ့တမန်တရား၌ပြောင်းလဲခြင်းမရှိဘူးဆိုတဲ့ခေါင်းစဉ်အောက်မှာကျမတို့လေ့လာမယ့်အရာကဘာလဲဆိုတော့ဘုရားသခင်တမန်တရားကဘုရားသခင်နှုတ်ကပတ်တော်ဖြစ်တယ်နော်ကျမတို့ဒီနေ့ခိုင်ဆောင်နေတဲ့နှုတ်ကပတ်တော်ဖြစ်တယ်သူ့ရဲ့နှုတ်ကပတ်တော်ကဘယ်တော့မှပြောင်းလဲခြင်းမရှိဘူးရွတ်သိမ်းလင်သွားခြင်းမရှိဘူးဆိုတော့နော်တမန်တရားကဘုရားသခင်နှုတ်ကပတ်တော်ဖြစ်တယ်တမန်တရားရဲ့ဘုရားသခင်ကအမှန်တရားရဲ့ဘုရားသခင်ဖြစ်တယ်ဘုရားပေါင်းများစွာရှိတယ်ဒါပေမဲ့အဲ့ဒီထဲမှာမှန်ကန်တဲ့ဘုရားတကယ်အသက်ရှင်တဲ့ဘုရားကဘယ်ဘုရားလဲဆိုတာကိုကျမတို့သိဖို့လိုအပ်တယ်ဆိုတော့အဲ့ဒီဘုရားကဘယ်ဘုရားလဲဆိုတော့ကျမတို့ကိုးကွယ်နေတဲ့ယေရှုဘုရားဖြစ်တယ်ဆိုတော့တမန်တရားဤဘုရားသခင်ဒီအမှန်တရားဘုရားသခင်ဖြစ်တယ်ဆိုပြီးတော့မှကျမ်းစာကဟေဘရဲအခန်းကြီး6ပိုက်ငယ်8ထဲမှာကျမတို့ကျမ်းစာကပြောထားတယ်ဟေဘရဲအခန်းကြီး6အပိုက်ငယ်8ထဲမှာဟေဘရဲအခန်းကြီး6ပိုက်ငယ်8အကျဉ်မြေသည်စူးပင်အမျိုးမျိုးကိုဖြစ်စေတတ်၏ထိုမြေသည်ပြုစုခြင်းကိုမခံထိုက်ကျိန်ချင်းကိုခံထိုက်ဟေဘရဲအခန်းကြီး6အပိုက်ငယ်18ထဲမှာအကြောင်းမူကားဘုရားသခင်သည်မုတာမသုံးနိုင်သောအရာတည်းဟုသောမဖောက်ပြန်မပြောင်းလဲနိုင်သောအရာနှစ်ပါးကိုအမိပြု၍ကိုရှေ့၌ထားသောမျော်လင့်ရာကိုခိုလုံခြင်းငါပြေးသောငါတို့သည်တက်တာအားကြီးခြင်းကြမည်အကြောင်းတည်းဆိုပြီးတော့မှဟေဘရဲအခန်းကြီး6အပိုက်ငယ်18ထဲမှာဘုရားသခင်ကမုတာမသုံးနိုင်တဲ့ဘုရားသခင်ဆိုပြီးတော့မှကျမ်းစာကကျမတို့ကိုတိကျစွာဖော်ပြထားတယ်ဆိုတော့ဒီမုတာမသုံးနိုင်တဲ့ဘုရားသခင်ကသူကပြောင်းလဲခြင်းလည်းမရှိဘူးဆိုပြီးတော့မှနော်မုတာမသုံးနိုင်သောအရာတည်းဟုသောမဖောက်ပြန်မပြောင်းလဲနိုင်သောအရာနှစ်ပါးကိုအမိပြုပြီးတော့မှကျမတို့ဘုရားကအဲအကြောင်းမလို့ဖောက်ပြန်ပြောင်းလဲခြင်းမရှိဘူးပြောင်းလဲခြင်းလည်းမရှိဘူးမုတာလည်းမသုံးဘူးနော်ဘုရားသခင်အရာအလုံးကိုတက်ဆွမ်းနိုင်တယ်ဒါပေမဲ့ तू မတက်ဆွမ်းနိုင်တဲ့အရာ तू မလုပ်နိုင်တဲ့အရာကဘာလဲဆိုတော့လိန်လေခြင်းနော်မုတာပြောခြင်းကို तू မတက်ဆွမ်းတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့အင်္ဂါကိုယ်တိုင်ကပြည့်စုံခြင်းဖြောင့်မတ်ခြင်းတစ္ဆာတရားဖြစ်တဲ့အတွက်ကြောင့် तू ကလိန်လေခြင်းကိုလုံးဝပြုလုပ်လို့ရတာမဟုတ်ဘူးသူ့ရဲ့အတ္တတာမှာနော်ဘုရားသခင်ရဲ့ဂုဏ်အင်္ဂါမှာမုတာဆိုတဲ့အရာတစ်ခုမှမရှိဘူးလူသားတွေမှာတော့မုတာကကျမတို့ရဲ့နော်ဂုဏ်အင်္ဂါရဲ့တစ်ခုဖြစ်တယ်ဘာကြောင့်လဲဆိုတော့လူသားတွေကအပြစ်ထဲမှာရှိနေတဲ့အတွက်ကြောင့်ဒီမုတာကကျမတို့ရဲ့နော်နေ့စဉ်နဲ့အမျှပြောဆိုနေတဲ့အရာနေ့စဉ်နဲ့အမျှပြုလုပ်နေတဲ့အရာတွေဖြစ်တယ်ဆိုတော့တိတုခန်းကြီး1အပိုက်ငယ်1ထဲမှာလည်းဘုရားသခင်က
တကယ်ပဲမုတာနဲ့ကင်းစင်တဲ့ဘုရားသခင်ဆိုပြီးတော့မှကျမတို့ကိုဆက်လက်ပြီးတော့မှပြောထားတယ်တိတုအခန်းကြီး1အပိုင်ငယ်1ထဲမှာမုတာနှင့်ကင်းစင်တော်မူသောဘုရားသခင်သည်ရှေးကပ်ကာလမရောက်မီဂတိထားတော်မူ၍ငါတို့ကိုကယ်တင်တော်မူသောအရှင်ပြည့်ညတ်တော်အတိုင်းနော်ဆိုတော့ဆက်ဖတ်မယ်ဆိုရင်အခန်းငယ်၄ထိကျမတို့ဖတ်လို့ရတယ်ဒါပေမဲ့နော်ကျမတို့ရဲ့အဓိကပြောချင်တဲ့အရာကမုတာနဲ့ကင်းစင်တော်မူသောဘုရားသခင်ကကျမတို့ကိုးကွယ်နေတဲ့ဘုရားသခင်ဖြစ်တယ်နော်မုတာနဲ့ကင်းစင်တဲ့သူ့မှာမုတာဆိုတာမရှိဘူးလိန်လဲခြင်းနော်ကိုယ်ကောက်ခြင်းမကောင်းတဲ့အရာဆိုတာသူ့မှာတစ်စက်မှမရှိဘူးအဲကျွန်တော်ဘုရားသခင်တမန်တရားရဲ့ဘုရားသခင်ကအမှန်တရားဘုရားသခင်ဆိုတာဒီဟာကိုဆိုလိုတာဖြစ်တယ်သူ့မှာမုတာမရှိဘူးမဖောက်ပြန်နိုင်ဘူးမပြောင်းလဲနိုင်ဘူးနော်သူအကယ်၍သာပြောင်းလဲလို့ရမယ်ဆိုရင်နော်ကျမတို့မှာကဲတင်ခြင်းဆိုတာရှိမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့နော်ကျမတို့ကချစ်ဖို့မကောင်းဘူး။ဘုရားသခင်ကကျမတို့ကိုအပြစ်အမြဲတမ်းခွင့်လွှတ်တယ်။ဒါပေမဲ့ကျမတို့နေ့စဉ်နဲ့အမျှအပြစ်တွေဆက်လုပ်နေသေးတယ်ဆိုတော့ဒီချစ်စရာမကောင်းတဲ့အပြစ်ပေးထိုက်တဲ့အရာကိုဘုရားသခင်ကနော်ကျမတို့ကိုဟိုးကဘာကြီးအစကနေပြီးတော့မှကျမတို့ကိုဒီအပြစ်ကနေပြီးတော့မှကယ်တင်ဖို့ရန်အတွက်ယေရှုဘုရားကိုစင်ကြွစေပြီးတော့မှကျမတို့အတွက်ကြောင့်ကားတိုင်းပေါ်မှာအသေးခံမဲ့သူယေရှုအသွေးအဖြစ်ဆေးကြောကျမတို့အဖြစ်တွေကိုဆေးကြောပြီးတော့မှ3ရက်မြောက်သောနေ့မှာယေရှုရှင်ပြန်ထမြောက်ခြင်းအဖြစ်ကျမတို့လည်းဒီကယ်တင်ခြင်းကိုရရှိနိုင်တယ်ဆိုတဲ့အရာကိုဘုရားသခင်ကကဘာဦးကျမ်းခန်းကြီး3အပိုင်ငယ်15ကတည်းကလူသားအပြစ်ထဲကိုကြောက်ရောက်ကတည်းကကျမတို့ကိုဂတိပေးထားတာဖြစ်တယ်ဆိုတော့ဒီဘုရားသခင်သူပေးထားတဲ့ဂတိကိုသူကတည်တဲ့ဘုရားဖြစ်တယ်ကျမတို့ကောင်းလို့ကျမတို့ကယ်တင်ခြင်းကိုရရှိတာမဟုတ်ဘူးနော်ကျမတို့မှာကောင်းတဲ့အရာဆိုလို့တခုမှမရှိဘူးတိုးတော်ညာလည်းပဲဘုရားသခင်အကောင်းမြတ်ခြင်းဘုရားသခင်တနာခြင်းဘုရားသခင်ဂျေဇုတော်တက်ကြောင့်ကျမတို့ကဒီကယ်တင်ခြင်းကိုရရှိတာဖြစ်တယ်ဆိုတော့နော်ဘာကြောင့်လဲဆိုတော့ဘုရားသခင်ကသူ့ရဲ့နှုတ်ကပတ်တော်အတိုင်းတည်ကြည်တယ်တစ္ဆာရှိတယ်သူ့ရဲ့တမန်တရားအတိုင်းသူကပြောင်းလဲခြင်းမရှိတဲ့ဘုရားသခင်ဖြစ်တဲ့အတွက်ကြောင့်နော်သူ့ရဲ့ဂတိကိုသူတည်ကြည်တာဖြစ်တယ်ဆိုတော့နော်ကိုယ့်ရဲ့ကောင်းမှုကြောင့်ကိုယ့်ရဲ့ကောင်းခြင်းကြောင့်မဟုတ်ဘူးဆိုတာကိုအနေနဲ့လည်းသိစေခြင်းနဲ့ဘာကြောင့်လဲဆိုတော့ကျမတို့ကအပြစ်သားဖြစ်တဲ့အတွက်ကြောင့်နော်ဘယ်တော့မှမကောင်းနိုင်ဘူးဒီအပြစ်အတွက်ကြောင့်ကျမတို့ဘုရားသခင်မတွေ့မမြင်နိုင်ဘူးဒါပေမဲ့ယေရှုအဖင်သာကျမတို့ကပြန်လဲပြီးတော့မှဘုရားသခင်နဲ့နော်မိတ်ဆုံစားပွဲပေါ့နော်ဘုရားသခင်နဲ့ပြန်လဲပြီးတော့မှမိတ်ဆက်လို့ရတာဖြစ်တယ်ဘုရားသခင်နဲ့ပြန်လဲပြီးတော့မှစကားပြောလို့ရတာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့အပြစ်တွေအားလုံးကိုယေရှုအသွေးတော်ဖြင့်ဆေးကြောတန့်စင်စေပြီးဖြစ်တဲ့အတွက်ကြောင့်ဒီအပြစ်ကနော်ဘုရားယေရှုကဆေးကြောပေးပြီးဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကဘုရားသခင်နဲ့ပြန်လဲပြီးတော့မှဆက်နွယ်နိုင်တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့တမန်တရားအတိုင်းသူကလိုက်လျှောက်သက်ရှင်သောဘုရားသခင်ဖြစ်တယ်။သူပြောရင်ပြောတဲ့အတိုင်းသိတယ်။နော်လိန်လဲတယ်။မုသာပြောတယ်ဆိုတော့သူ့ရဲ့သက်တာမှာမရှိဘူး။ဘာကြောင့်လဲဆိုတော့သူကတကယ်ပဲမှန်ကန်တဲ့ဘုရားသခင်ဖြစ်တယ်။ဆိုတော့ဘုရားသခင်ရဲ့အမှန်တရားနှိယာမတရားတွေကကဘာပေါ်မှာရှိတဲ့လူသားတွေကဘာပေါ်မှာရှိတဲ့တက်ရှိရာတိုင်းရဲ့နိယာမတွေတဲ့အမြင့်ဆုံးနေရာမှာရှိတယ်။နော်လူတွေကနော်အမှန်တရားဆိုပြီးတော့မှကောင်းမှုကုသိုလ်ကိုကျင့်ကြဒါပေမဲ့အဲ့ဒီຢာတွေကဘုရားသခင်ကောင်းမှုကုသိုလ်ဘုရားသခင်ကောင်းခြင်းဘုရားသခင်တစ္ဆာရှိခြင်းကိုဘယ်တော့မှမမြင်နိုင်ဘူး။ဆိုတော့ဒီကောင်းကင်ဘုံအမှန်တရားကနော်ဒီကောင်းကင်ဘုံအမှန်တရားဆိုတာကထာဝရအသက်ကိုဆိုလိုတာဖြစ်တယ်ဘုရားသခင်နှုတ်ကပတ်တော်ကိုဆိုလိုတာဖြစ်တယ်ဒီနှုတ်ကပတ်တော်ကဘယ်ထဲမှာရှိလဲဆိုတော့တင်းနဲ့ကျွန်တော်ကိုင်ဆောင်နေတဲ့နော်ကျမတို့ရဲ့လက်ထဲမှာရှိနေတဲ့အရာကဘုရားသခင်ရဲ့တကယ်နှုတ်ကပတ်တော်ဖြစ်တယ်သူ့မှာမာယွန်းခြင်းမရှိဘူးသူ့မှာလိုအပ်တဲ့အရာဆိုတာမရှိဘာကြောင့်လဲဆိုတော့ဘုရားသခင်ကပြီးပြည့်စုံစွာကျမတို့ကိုနှုတ်ကပတ်တော်ပေးခဲ့ပြီးသူ့ရဲ့လူတွေကိုအသုံးပြုပြီးတော့မှကျမ်းစာကိုရေးတယ်အဲဒါကြောင့်မလို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ထဲမှာမားတာတို့နော်အလွဲတို့ဆိုတာမရှိဘူးဘာကြောင့်လဲဆိုတော့သူကတစ္ဆာနဲ့ပြည့်စုံတဲ့ဘုရားဖြစ်တယ်ဆိုတော့ဟေဘရဲအခန်းကြီး8အပိုင်ငယ်73ကနေပြီးတော့မှ31ထဲကိုကျွန်မကြည့်တဲ့အခါမှာနော်ဘုရားသခင်ရဲ့အမှန်တရားဘုရားသခင်ရဲ့တမန်တရားကနော်သူ့ရဲ့ဂုဏ်အတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်တယ်အဲ့ဒါကိုယေရှုရဲ့ကျမ်းပိုက်ယေရှုရဲ့နော်စကားအဖြစ်ယေရှုရဲ့မိန့်မာထားတဲ့အရာအဖြစ်ကျွန်တော်တို့သိရတယ်ယောဟန်အခန်းကြီး8အပိုင်ငယ်31ကနေပြီးတော့မှ32ထဲမှာဗာပြောထားလဲဆိုတော့ယောဟန်အခန်းကြီး8အပိုင်ငယ်31ကနေပြီးတော့မှ32ထဲမှာကျမ်းစာကပြောထားတယ်ယေရှုကငါတို့သည်ယေရှုကသင်တို့သည်ငါ၏ဒေသနာ၌တည်လျင်ဘ
ဖျားသခင်တပည့်မှန်ဖြစ်၏တမာတရားဖျားတမာတရားကိုလည်းတိကျသဖြင့်ထိုတရားသည်တင်တို့ကိုလွတ်လိမ့်မည်ဟုယုံကြည်သောယူဒလူတို့အားမိန့်တော်မူ၏ဒီထဲမှာယေရှုကပေါ့နော်ယုံကြည်သောသူတွေကိုဘာပြောလဲဆိုတော့တင်တို့ဆိုတာကနော်တင်နဲ့ကျွန်ုပ်ကိုနော်ဘုရားသခင်ကိုယုံကြည်သောသူကိုဆိုလိုတာဖြစ်တယ်တင်တို့ဒီငါဤဒေသနာ၌ဒေသနာဘုရားသခင်ဒေသနာငါဤဒေသနာဆိုတော့ယေရှုရဲ့ဒေသနာကဘာကိုဆိုလိုတာလဲဆိုတော့ဘုရားသခင်နှုတ်ကပတ်တော်တမန်တရားကိုဆိုလိုတာဖြစ်တယ်ယေရှုရဲ့ဒေသနာကနော်ကျမတို့ဖတ်နေတဲ့နေ့စဉ်နဲ့မြဖတ်နေတဲ့ကျမ်းစာကိုဆိုလိုတာဖြစ်တယ်သူ့ရဲ့ဒေသနာမှာသူ့ရဲ့နှုတ်ကပတ်တော်မှာသူ့ရဲ့တမန်တရားမှာသူ့ရဲ့တည်ကြည်ခြင်းမှာသူ့ရဲ့အမှန်တရားမှာတည်မယ်ဆိုရင်ကျမတို့ကဘုရားသခင်တပည့်စစ်တပည့်မှန်နေဖြစ်တယ်နော်တချို့ယုံကြည်သောသူတွေအမိခံခရိယန်တွေများသွားဖြင့်ကျမတို့ကနော်သူတို့ခရိယန်လို့ပြောတယ်ဒါပေမဲ့သူတွေအသက်တာကဘုရားသခင်ရဲ့အလိုတော်နဲ့မကိုက်ညီဘူးဘုရားသခင်ရဲ့မိန့်မှာထားတဲ့အတိုင်းသူတို့အသက်မရှင်ဘူးတစ်ခါကျမတို့ရဲ့အသက်တာမှာလည်းအဲ့လိုပဲကျမတို့နေထိုင်မိတယ်ဆိုတော့အဲ့ဒီအရာတွေကိုကျမတို့နောင်တရပြီးတော့မှဘုရားသခင်ရှေ့မှာပြန်လဲပြီးတော့မှနော်နှိမ့်ချတော့အသက်တာနဲ့ပြန်လဲပြီးတော့ဘုရားသခင်နဲ့အတူပြန်လဲမိတ္တဟာယဖွဲ့ဖို့ရန်အတွက်လိုအပ်တယ်ဆိုတော့ယေရှုကနော်ပြောတယ်တင်တို့ကနော်ငါရဲ့ဒေသနာဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဘုရားသခင်တမန်တရားမှာတီးမယ်ဘုရားသခင်တမန်တရားမှာအသက်ရှင်မယ်ဘုရားသခင်တမန်တရားအတိုင်းလိုက်လျှောက်မယ်ဆိုရင်ဘုရားသခင်တကယ်တပည့်အမှန်ဖြစ်တယ်လို့ဘုရားသခင်သားစစ်သားမှန်ဖြစ်တယ်နော်ဘုရားသားဆိုပြီးတော့မှလိန်လေဖြားနေလို့မရဘူးဘုရားသားဆိုပြီးတော့မှကိုယ့်ရဲ့အပြစ်ထဲမှာဆက်လက်နေလို့မရဘူး။ဘာကြောင့်လဲဆိုကျမတို့ဘုရားသခင်ကအပြစ်ကိုမုန်းတီးတယ်အပြစ်မရှိတဲ့ဘုရားအပြစ်နဲ့နော်ဆက်နွယ်ခြင်းလုံးဝမရှိတဲ့ဘုရားဖြစ်တယ်။သူ့မှာမုတာဆိုတာမရှိဘူး။မုတာကအပြစ်ဖြစ်တယ်။ဆိုတော့ဒီဘုရားကနော်ကျမတို့ကိုပြောထားတယ်။အဲ့ဒီတမန်တရားကိုတိကြတယ်နော်တိကြတဲ့ဖြင့်ဒီတမန်တရားကဘာလို့ဆိုလဲဆိုတော့ဘုရားသခင်ရဲ့အမှန်တရားဘုရားသခင်နှုတ်ကပတ်တော်ကိုတိတဲ့သဖြင့်နော်တိတဲ့ဖြင့်ထိုတရားဆိုတာကတမန်တရားကိုဘုရားသခင်တမန်တရားကိုဆိုလိုတာဖြစ်တယ်ထိုတရားသည်နော်ဘုရားသခင်ရဲ့တမန်တရားသည်တင်တို့ကိုလွတ်လိမ့်မည်ဟုယူဒလူတို့အားမိန့်တော်မူ၏နော်ယုံကြည်သောယူဒလူတို့အားလွတ်တော်မူ၏ထိုတရားဆိုတာကနော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဆိုလိုတာဖြစ်တယ်အဲ့ဒီအရာကတင်တို့ကိုလွတ်မယ်ဆိုတော့ဘဲကနေလွတ်မှာနော်ကျမတို့ကိုအပြစ်ငရဲထဲကနေပြီးတော့မှလွတ်ချင်းကိုဆိုလိုတာဖြစ်တယ်ဒါပေမဲ့နော်ကျမတို့ကိုယ်တိုင်ဘုရားသခင်ရဲ့ပြည့်ညတ်တော်တွေဘုရားသခင်ရဲ့နော်ပြောထားတဲ့ပြည့်ညတ်တော်အထူးသဖြင့်ပြည့်ညတ်တော်10ပါးကိုကျမတို့တခုမှမထိမ့်သိမ့်နိုင်ဘာကြောင့်လဲဆိုတော့နေ့စဉ်နဲ့အမျှကျမတို့စိတ်ထဲကတော့၎င်းအပြုတ်မှုအဖြစ်တော့၎င်းနှုတ်အဖြစ်တော့၎င်းနော်အတွေ့အခေါ်အဖြစ်တော့၎င်းနေ့စဉ်နဲ့အမျှအပြစ်မှားမိတယ်ကျမတို့ရဲ့နော်တခုခုကိုတွေ့လိုက်တဲ့အခါမှာဒါလိုချင်တယ်ဒါဖြစ်ချင်တယ်လို့ကျမတို့လိုချင်တဲ့အရာရှိတဲ့အခါမှာဘုရားသခင်ရှေ့မှာကျမတို့ကခိုးယူပြီးသွားတဲ့အပြစ်တက်ရောက်ပြီးသွားပြီဖြစ်တယ်နော်ကိုယ့်ရဲ့ညီအကိုတယောက်ကိုယ့်ရဲ့နော်တငယ်ချင်းပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်သူ့ကိုနည်းနည်းလေးနော်စိတ်ထဲမှာမုန်းတီးပြီဆိုရင်ဘုရားသခင်ရှေ့မှာတက်တာနဲ့အတူတူပဲအဲကြောင့်မို့ကျမတို့ကနော်နေ့စဉ်နဲ့မြလူတွေကိုတက်နေတယ်တက်တာဆိုတာဒါနဲ့တက်တာမဟုတ်ဘူးစိတ်ထဲမှာနော်မုန်းတီးတယ်မကျေနပ်နိုင်ဘူးအဲ့ဒါတွေကဘုရားသခင်ရှေ့မှာတက်တာနဲ့တူပဲအဲကြောင့်မို့နော်ကျမ်းစာကလည်းဗာပြောလဲဆိုတော့ကျမ်းတစ်ပါးကိုဖျက်ဆီးတာကအကုန်လုံးဖျက်ဆီးတာနဲ့အတူတူပဲတဲ့ဆိုတော့ကျမတို့ရဲ့အသက်တာမှာဒီဘုရားသခင်နှုတ်ကပတ်တော်တစ်ခုမှကိုကျမတို့ကနော်ပြည့်စုံစွာမထိမ့်သိမ့်နိုင်ဘူးဒါအဲ့ဒါကြောင့်မလို့ယေရှုဘုရားဆင်းကြွလာတာဖြစ်တယ်ယေရှုဘုရားကဘုရားရဲ့ပြည့်ညတ်တော်ဘုရားသခင်ရဲ့ကျမ်းပိုက်နော်ကျမ်းစာတော်တွေကိုသူကပြည့်စုံစွာနော်လိုလေသေးမရှိစွာကျမတို့အတွက်ဖြည့်ဆည်းပေးပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ယေရှုရဲ့ပြည့်စုံခြင်းအပြင်ကျမတို့လည်းပြည့်စုံတာဖြစ်တယ်နော်ကျမတို့ကောင်းလို့ကျမတို့လှုပ်လို့ကျမတို့ကောင်းမှုကုသိုလ်လှုပ်လို့ကျမတို့တော်လို့တက်လို့မဟုတ်ဘူးယေရှုအပြင်သာကျမတို့ကဖခင်သခင်ရဲ့ကောင်းမြတ်ခြင်းကိုခံစားနိုင်တာဖြစ်တယ်နော်ယောဟန်အခန်းကြီး1အပိုင်ငယ်7ထဲမှာလည်းဗာပြောထားလဲဆိုတော့ယောဟန်အခန်းကြီး1အပိုင်ငယ်7ထဲမှာကျမ်းစာကအကြောင်းမူကားပြည့်ညက်တရားတော်ကိုမောရှေလက်တွင်ပေးတော်မူ၏ဂျေဇုတော်နှင့်တစ္ဆာတရားမူကားယေရှုခရစ်အဖင်ဖြစ်သည်မောရှေလက်ထက်မှာပေးတဲ့အရာကဘုရားသခင်ပြည့်ညက်တော်10ပါးဖြစ်တယ်အရင်တုန်းကနော်သူတို့မောရှေတို့ခေတ္တတုန်းကဆိုရင်ပြည့်ညက်တော်10ပါးကိုလိုက်လျှောက်ရတယ်ဒါပေမဲ့ပြည့်ညက်တော်10ပါးကိုလိုက်လျှောက်မှကောင်းကင်နိုင်ငံရောက်နိုင်တာမဟုတ်ဘူးဘုရားသခင်ကသိတယ်လူတွေဒီပြည့်ညက်တော်10ပါးကိုမထိမ့်သိမ့်နိုင်ဘူးဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့အပြစ်ကြောင့်ဖြစ်တယ်တိုးတော်ညာလည်းပဲမောရှေတို့ခေတ်မှာဘ
ယေရှုဖျားဆင်းကြွလာမယ်ဆိုတဲ့အရာကိုသူတို့ကအရှိကိုမျောကြည့်ပြီးတော့မှယေရှုကိုယုံကြည်ပြီးတော့မှကယ်တင်ခြင်းကိုရောက်ရှိတာဖြစ်တယ်နော်ယုံကြည်ခြင်းအပြင်သာသူတို့ကယ်တင်ခြင်းရောက်ရှိတာဖြစ်တယ်အဲ့လိုပဲကျမတို့အသက်တာမှာနော်ကျမတို့ယခုခေတ်မှာအသက်ရှင်နေတဲ့တင်တဲ့ကျွန်တော်ကလည်းယေရှုခရစ်ကိုပြုလုပ်ခြင်းယေရှုခရစ်ကျမတို့တကြောင်အသေးခံတဲ့ကားတိုင်းပေါ်မှာအသေးခံတဲ့အရာကိုပြန်လဲပြီးတော့မှနောက်ပြန်ကြည့်ခြင်းအပြင်ကျမတို့ကကယ်တင်ခြင်းရရှိတာဖြစ်တယ်ကျမတို့ယေရှုကိုတကယ်ကိုမျက်စိနဲ့မြင်လို့မဟုတ်ဘူးနော်ယုံကြည်ခြင်းအပြင်ကျမတို့ကမြင်တွေ့နိုင်တာဖြစ်တယ်အဲ့လိုပဲအာဗြဟံတို့မောရှေတို့ခင်မှာလဲယေရှုဖျားဆင်းကြွလာမယ်ဆိုတဲ့အရာကိုသူတို့ရှေ့တန်းမြင်တယ်ဟောနောင်လာမယ့်အနာဂတ်မှာငါတို့ကိုကယ်တင်မဲ့ကယ်တင်ရှင်မွေးဖွားလာမယ်ဆိုတဲ့အရာကိုသူတို့သိပြီးတော့မှအဲ့ဒီယေရှုကိုယုံကြည်ခြင်းအပြင်ဘုရားသခင်ကကယ်တင်ခြင်းကိုပေးတာဖြစ်တယ်ဆိုတော့အဲ့ဒီနော်အဲ့ဒါတွေကဘုရားသခင်တမန်တရားဖြစ်တယ်တမန်တရားသာပြောင်းလဲခြင်းရှိမယ်ဘုရားသခင်နှုတ်ကပတ်တော်သာပြောင်းလဲခြင်းရှိမယ်ဆိုရင်မောရှေတို့လည်းကယ်တင်ခြင်းရှိမှာမဟုတ်ဘူးကျမတို့မှလည်းကယ်တင်ခြင်းရှိမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဘုရားသခင်ဂတိမတည်တဲ့ဘုရားဖြစ်သွားပြီဒါပေမဲ့ကျမတို့ကိုးကွယ်တဲ့ဘုရားကအဲ့လိုမဟုတ်ဘူးသူကပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့ဘုရားဖြစ်တယ်နော်အဲဒါကြောင့်မလို့ယောဟန်ခန်းကြီး1ပိုင်ငယ်7ထဲမှာဗာပြောလဲဆိုတော့ယေရှုအကြောင်းမူကားပြည့်ညက်တရားတော်ကိုမောရှေလက်တွင်ပေးတော်မူ၏ဂျေဇုတော်နှင့်တစ္ဆာတရားမူကားယေရှုခရစ်အားဖြင့်ဖြစ်သည်ဆိုပြီးတော့မှကျမတို့ကိုနော်ယောဟန်ကပြောထားတယ်ဒါပေမဲ့အဲ့လိုပြောတဲ့အခါမှာယေရှုခရစ်လောကကိုဆင်းကြွလာမှယေရှုခရစ်လူသားဖြစ်မှသာလျှင်နော်ကျမတို့ကဒီကယ်တင်ခြင်းကိုရရှိတာလားဆိုတော့မဟုတ်ဘူးနော်ဒီကယ်တင်ခြင်းဘုရားသခင်ဂျေဇုတော်ကယေရှုခရစ်မဆင်းကြွလာခင်ကတည်းကိုကနော်ကျမတို့ဒါတွေအပြစ်ထဲမှာကြာနေတဲ့အချိန်ကတည်းကိုကဘုရားသခင်ရဲ့ကယ်တင်ခြင်းကဘုရားသခင်တနာခြင်းကရုဏာကနော်ခုနပြောထားတဲ့ကဘာဦးကျန်ခန်းကြီး3ပိုင်ငယ်15ထဲမှာကျမတို့တွေ့မြင်နိုင်တာဖြစ်တယ်ဒီကယ်တင်ခြင်းကယေရှုဖျားဆင်းကြွလာတဲ့အချိန်မှဖြစ်လာတဲ့အရာမဟုတ်ဘူးအကယ်၍သာယေရှုဖျားဆင်းကြွလာတဲ့အချိန်မှသာနော်ဒီဘုရားသခင်ရဲ့တနာခြင်းဘုရားသခင်တမန်တရားဘုရားသခင်အမှန်တရားကသာဖြစ်မယ်ဆိုရင်ဓမ္မအဟောင်းခေတ်မှာရှိတဲ့လူတွေအတွက်ကယ်တင်ခြင်းဆိုတာသူတို့မှမရှိဘူးဒါပေမဲ့ဒီကယ်တင်ခြင်းကဟိုးဓမ္မဟောင်းကမစနော်ကိုကဘာကြီးအစကလောကလူသားအပြစ်ထဲကိုအပြစ်ထဲမှာကြာတဲ့အချိန်ကတည်းကဘုရားသခင်ပေးထားတဲ့ကယ်တင်ခြင်းကရုဏာဖြစ်တယ်ဆိုတော့အားလုံးကနော်ကျမတို့အားလုံးကယုံကြည်ခြင်းအပြင်သာကယ်တင်ခြင်းကိုရောက်ရှိနိုင်တာဖြစ်တယ်ကိုယ့်ရဲ့ကောင်းမှုကြောင့်မဟုတ်ဘူးဆိုတဲ့အရာကိုလည်းဆက်လက်ပြီးတော့မှပြန်ပြီးတော့မှသိစေခြင်းတယ်နောက်ထပ်တစ်ခုအနေနဲ့ပေါ့နော်ဘုရားသခင်ရဲ့တမန်တရားမှာပြောင်းလဲခြင်းမရှိဘူးလို့ပြောတဲ့အခါမှာယေရှုကနော်ယေရှုရဲ့အမြဲကြီးအသက်တာမှာသူကဘုရားသခင်တမန်တရားတွေဘုရားသခင်ရဲ့ပြည့်ညတ်တော်တွေလူတွေမထိမ့်သိမ့်နိုင်တဲ့ဘုရားသခင်ရဲ့ပြည့်ညတ်တော်တွေအကယ်၍သာပြည့်ညတ်တော်ကိုထိမ့်သိမ့်နိုင်မှကျမတို့ကောင်းကင်နိုင်ငံရောက်မယ်ဆိုရင်နော်ကျမတို့ကဘယ်သူမှကောင်းကင်နိုင်ငံရောက်နိုင်မှာမဟုတ်ဘူးနော်ဘာကြောင့်လဲဆိုတော့အလုတ်အပြင်ကောင်းကင်နိုင်ငံရောက်နိုင်တာမဟုတ်ဘူးယုံကြည်ခြင်းယေရှုခရစ်တော်ကိုယုံကြည်ခြင်းတပါးအပြင်သာကျမတို့ကောင်းကင်နိုင်ငံရောက်ရှိနိုင်တာဖြစ်တယ်အဲကြောင့်မလို့နော်ကျမတို့ကောင်းမှုကုသိုလ်လုပ်တိုင်းကျမကောင်းကင်နိုင်ငံရောက်နိုင်တာမဟုတ်ဘူးနော်စိတ်ထားကောင်းလို့နော်စိတ်ထားကောင်းတာလည်းကောင်းတယ်ဒါပေမဲ့အဲ့လိုမျိုးကောင်းမှုကုသိုလ်လုပ်လို့ကောင်းကင်နိုင်ငံမရောက်ဘူးဆိုလို့နော်ကောင်းမှုကုသိုလ်မလုပ်ခိုင်းတာမဟုတ်ဘူးကောင်းမှုကုသိုလ်လုပ်တာကောင်းတယ်ဒါပေမဲ့အဲ့ဒီအရာကကျမတို့ကိုမကယ်တင်နိုင်ဘူးကျမတို့ကိုကယ်တင်နိုင်တာကဘာလဲဆိုတော့ယေရှုရဲ့အသွေးအပြင်သာကျမတို့ရဲ့အပြစ်ကိုဆေးကြောဒီအပြစ်ကြောင့်သာကျမတို့ငရဲကိုသွားရဖြစ်တဲ့အတွက်ကြောင့်ဒီအပြစ်မရှိဖို့ရန်ဒီအပြစ်ကိုဆေးကြောပေးဖို့ရန်ကျမတို့ကယ်တင်ရှင်လိုအပ်တယ်အဲ့ဒီကယ်တင်ရှင်ကဘာလို့လဲဆိုတော့တင်နဲ့ကျွန်တော်ကိုးကွယ်နေတဲ့အသက်ရှင်တဲ့ဖခင်သခင်ဖြစ်တဲ့ယေရှုဖြစ်တယ်အဲကြောင့်မလို့ယေရှုရဲ့အသက်တာလောကယေရှုဖခင်လောကမှာအသက်ရှင်နေတဲ့အခါမှာသူကနော်ကျမတို့မဖြစ်စည်းနိုင်တဲ့ကျမတို့မပြည့်စုံစေနိုင်တဲ့ဘုရားသခင်တမန်တရားတွေကိုနော်ပြည့်စုံစေဖို့ရန်အတွက်ဥတည်တဲ့ဘုရားဖြစ်တယ်အဲကြောင့်မလို့ယောဟန်ခန်းကြီး18အပိုင်ငယ်30ထဲမှာယောဟန်ခန်းကြီး18အပိုင်ငယ်30ထဲမှာနော်ယေရှုဖခင်ကိုသူတို့တက်ဖို့ရန်အတွက်ကားတိုင်းပေါ်မှာတက်ဖို့ရန်အတွက်သူတို့ဖမ်းပြီးတဲ့အခါမှာပိလက်မင်းကနော်ပိလက်မင်းဆိုတာကသူတို့အဲ့နိုင်ငံမှာရှိတဲ့မင်းကြီးကပေါ့နော်နိုင်ငံကိုအုပ်ချုပ်တဲ့သူကတကယ်တော့သူကယေရှုအပြစ်ကိုမတွေ့ဘူးဒါပေမဲ့လူတွေကယေရှုကိုတတ်ချင်ကြတယ်အဲ့ဒါကဘုရားသခင်နှုတ်ကပတ်တော်ပြည့်စုံခြင်းဖြစ်တယ်အဲကြောင့်မလို့ပိလက်မင်းကယေရှုကိုဖမ်းတဲ့အခါမှာယေရှုကိုမေးတယ်နော်အခန်းငယ်ရှီယောအခန်းကြီး18ပိုင်ငယ်30ထဲမှာပိလက်မင်းကလည်းတို့ဖြစ်ရင်တင်းဒီရှင်ဘီမန်တလို့ဟုမေးတော့ယေရှုကမင်းကြီးမေးသည့်အတိုင်းငါသည်ရှင်ဘီမန်၏တမန်တရားဖ၌တသက်ခံခြင်းကငါသည်မွေးဖွားခြင်းကိုခံ၍
ဤလောကသို့ကြွလာပြီးတမန်တရားနှင့်ဆိုင်သမျှသောသူတို့သည်ငါဤစကားကိုငါစကားကိုနားထောင်ကြသည်ဟုမိန့်တော်မူ၏နော်ပိလမင်းကလူတွေကနော်ယေရှုကိုလောင်ပြောင်တဲ့အနေနဲ့နော်တကယ်တော့ယေရှုကလည်းတကယ်ဘယင်တကာတို့ရဲ့ဘယင်အရှင်တကာတို့ရဲ့အရှင်ဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုနော်ဖခင်ယေရှုကိုမယုံကြည်သောသူတွေအဲ့ဒါကိုလောင်เสียဖြစ်ယူပြီးတော့မှဟာသူကသူ့ကိုသူရှင်ပြီးရင်နော်သူကသူ့ကိုသူဖခင်သားဆိုပြီးတော့မှလောင်ပြောင်ပြီးတော့ပြောတဲ့အခါမှာပိလမင်းကလည်းတကယ်ပဲမင်းကနော်ဘယင်မန်လားတကယ်ပဲမင်းကယူဒနော် sorry တင်တီရှင်ဘယင်မန်တလို့တကယ်ပဲတင်ကရှင်ဘယင်မန်လားဘယင်မန်လားဆိုလို့မေးတဲ့အခါမှာယေရှုကလည်းဘာပြောလဲဆိုတင်ပြောတဲ့အတိုင်းမင်းကြီးမေးသည့်အတိုင်းငါတီရှင်ဘယင်မန်ကြီးနော်ယေရှုကလည်းပြောတယ်ငါကရှင်ဘယင်မန်တယ်ဒါဆိုရင်နော်သူကလည်းပိလမင်းကလည်းဒါဆိုမင်းကရှင်ဘယင်မန်တယ်ဆိုရင်ဘာကြောင့်နော်အဖမ်းခံရတယ်လို့ပြောတဲ့အခါမှာနော်ကျမတို့ကျမ်းစာကိုဖတ်တဲ့အခါကျရင်တွေ့ရတယ်ရှင်ယေရှုကဘာဆက်ပြောလဲဆိုတော့မင်းကြီးမေးသည့်အတိုင်းငါတီရှင်ဘယင်မန်တစ္ဆာတရား sorry တမန်တရားဖတ်၌တသက်ခံခြင်းကငါတီမွေးဖွားခြင်းကိုခံ၍ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုတသက်ခံဖို့ရန်ဖျားသခင်ကတကယ်ပဲအသက်ရှင်တဲ့ဖျားဖြစ်တယ်သူ့ရဲ့နော်နှုတ်ကပတ်တော်တိုင်းတည်ကြည်တဲ့ဖျားဖြစ်တယ်ဆိုတဲ့အရာကိုတသက်ခံဖို့ရန်အတွက်လောကီနော် sorry ဖျားသခင်ကောင်းကင်ဂုဏ်တွေကိုစွန့်ပြီးတော့မှလောကကိုနှိမ့်ချစွာမွေးဖွားလာတယ်ဆိုတဲ့အရာကိုလည်းယေရှုကပိလမင်းကိုပြောတယ်အဲ့ဒါကဧဝံဂေလိတရားပဲယေရှုတာမစင်းကြွလာဘူးနော်သူ့ရဲ့ကောင်းကင်မှာတကယ်ဆိုရင်ကောင်းကင်မှာသူအေးအေးဆေးဆေးနေလို့ရတယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုသူစွန့်ပြီးတော့မှနော်တင်းနဲ့ကျွန်ုပ်ကိုချစ်ချင်းအဖြစ်သူကဖျားသခင်ရဲ့တက်သေးကိုလည်းခံဖို့ရန်အတွက်သူကမွေးဖွားလာတာဖြစ်တယ်ဆိုတော့ဒီတမန်တရားကဘာလဲဆိုတော့ဖျားသခင်နှုတ်ကပတ်တော်ဖျားသခင်အပြည့်ညက်တရားတွေကိုသူကနော်တသွေမသိမ့်လိုက်လျှောက်ဖို့ရန်အတွက်တက်သေးခံဖို့ရန်အတွက်တကယ်ပဲကျမတို့သူကတကယ်ပဲအသက်ရှင်တဲ့ဖျားတကယ်ပဲစစ်မှန်တဲ့ဖျားဆိုတဲ့အရာကိုပြသဖို့ရန်အတွက်သူကမွေးဖွားလာတာဖြစ်တယ်အကယ်၍သာယေရှုဖျားတာမမွေးဖွားလာဘူးဆိုရင်ကဘာဦးကျန်ခန်းကြီး3ပိုက်ငယ်15ထဲမှာပြောထားတဲ့ဖျားသခင်ဂတိတော်လည်းအလကားဖြစ်သွားမယ်เนาะကျမတို့ယုံကြည်ခြင်းကလည်းလဟတ်ဖြစ်သွားမယ်เนาะဘယ်သူကမှကျမကိုကယ်တင်နိုင်မှာမဟုတ်ဒါပေမဲ့ယေရှုကเนาะအဲ့ဒီအရာတွေကိုပြည့်စုံစေဖို့ရန်အတွက်လောကကိုသူဆင်းကြွလာတယ်လွန်ခဲ့သောနှစ်ပေါင်း2000ကျော်တုန်းကဆင်းကြွလာတယ်ယေရှုဆင်းကြွခြင်းအပြင်ကျမတို့ကကယ်တင်ခြင်းရတယ်အဲ့ဒါကိုယေရှုကအထူးသဖြင့်ပြောထားတယ်เนาะယေရှုကမင်းကြီးမေဒီတိုင်ငါသည်ရှင်ပြန်မယ်တမန်တရားဖတ်၌တက်တေခံခြင်းကတက်တေခံခြင်းကငါသည်မွေးဖွားခြင်းကိုခံ၍ဤလောကသို့နော်လောကကိုမှမွေးဖွားခြင်းလူကဲ့သို့ဖြစ်ပြီးတော့မှနော်ယေရှုတာလူကဲ့သို့မဖြစ်ဘူးဆိုရင်နော်ကျမတို့ရဲ့အပြစ်တွေကိုစီးကြောပေးနိုင်မှာမဟုတ်ဘူးသူကလူဖြစ်ရမယ်နော်ကျမတို့လိုပဲနော်သူကနော်ဟေဘရဲအခန်းကြီး၄ထဲမှာဘာပြောထားလဲဆိုတော့ဟေဘရဲအခန်းကြီး၄အပိုင်ငယ်15နဲ့16ထဲမှာဘာပြောထားလဲဆိုတော့ယခုမူကားယေရှုကိုဆိုလိုတာဖြစ်တယ်ယခုမူကားကောင်းကင်ဘုံထဲသို့ကြွဝင်တော်မူသောယစ်ပရောဟိတ်မင်းအကြီးတီးဟုသောဖျားသခင်သားတော်ယေရှုသည်ငါတို့၌ယစ်ပရောဟိတ်မင်းဖြစ်တော်မူသောကြောင့်ယစ်ပရောဟိတ်ဆိုတာကနော်ကျမတို့ရဲ့အပြစ်တွေအားလုံးကိုဖျားသခင်ရှေ့မှာနော်စေးကြောပေးတဲ့သူဓမ္မဟောင်းခေတ်တုန်းကဆိုရင်ယစ်ပရောဟိတ်တွေကနော်ဖျားသခင်အပြစ်ဖြေရာလွတ်တွေကိုအပြစ်ဖြေရာတွေကိုပြုလုပ်ခြင်းပြီဆိုရင်ခေါင်းတွေကိုနော်လူတွေကပေါ့နော်သူတွေအပြစ်တွေကိုဘုရားသခင်ရှိမှဝင်ချတောင်းပန်ခြင်းနဲ့ဆိုရင်သူအကောင်တွေကိုယူပြီးတော့မှယေဘရဟိယတက်ပြီးတော့မှဘုရားသခင်ကိုပူဇော်ပေးရအဲ့လိုပဲနော်ကျမတို့ရဲ့ယစ်ကောင်ကျမတို့ရဲ့ယေဘရဟိကဘုရားသခင်ယေရှုဘုရားကိုယ်တိုင်ဖြစ်တယ်နော်ဒီယေရှုဘုရားကကျမတို့ရဲ့ယေဘရဟိမင်းအကြီးနော်တကယ်ယေဘရဟိတကားရဲ့ယေဘရဟိဖြစ်တဲ့ယေရှုဘုရားကကျမတို့ရဲ့အပြစ်တွေကိုဘုရားသခင်ရှေ့မှာသူ့ရဲ့အသွေးအပြင်ဆေးကြောတယ်ပူဇော်ပေးတဲ့ဘုရားသခင်ဖြစ်တယ်ယေဘရဟိအကြီးတီးဟူသောဘုရားသခင်သားတော်ယေရှုသည်ငါတို့၌ယေဘရဟိမင်းဖြစ်တော်မူသောကြောင့်ငါတို့သည်ဝန်ခံခဲ့ပြီးသောအရာ၌တည်တည်ကြကုန်ဟံငါတို့ယေဘရဟိမင်းသည်ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကျင်နာနိုင်သောသူမဟုတ်ငါတို့ခံရသည်နည်းသူအမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းတို့ကိုခံဘူးသောသူဖြစ်တော်မူ၏တို့ရာတွင်ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏ဘုရားသခင်ယေရှုကိုယ်တိုင်ကလောကလူသားဖြစ်တဲ့အတွက်ကြောင့်သင်နဲ့ကျွန်ုပ်နော်တွေ့ကြုံနေရတဲ့ခံစားနေရတဲ့စုံစမ်းနှောက်ယှက်ခြင်းတွေကိုလည်းသူကနော်ခံဘူးတယ်။ဘာကြောင့်လဲဆိုတော့သူကလူသားဖြစ်တဲ့အတွက်ကြောင့်သူက
လူသားလည်းဖြစ်တယ်ဖျားသခင်လည်းဖြစ်တယ်နော်ယနေ့ချိန်ထိသူကလူသားလည်းဖြစ်တယ်ဖျားသခင်လည်းဖြစ်တယ်ဒါပေမဲ့ကျမတို့နဲ့မတူတဲ့အရာတစ်ခုရှိတယ်အဲ့ဒီအရာကနော်အယံကိုကျမတို့နဲ့ခြားနာစေတဲ့အရာဘာလဲဆိုတော့ယေရှုမှာအပြစ်တစ်စက်မှမရှိဘူးကျမတို့မှာအပြစ်ပေါင်းများစွာရှိတယ်အပြစ်သားကိုယ်တိုင်ဖြစ်တယ်ကျမတို့ကိုယ်တိုင်အပြစ်သားဖြစ်တဲ့အတွက်ကြောင့်အပြစ်တွေများစွာရှိတယ်ဒါပေမဲ့ယေရှုမှာ तू ဘလောက်ပဲစုံစမ်းနှောက်ယှက်ခြင်းတွေခံရ तू ဘလောက်ပဲညှဉ်းပန်းနှိပ်စက်ခြင်းတွေခံရ तू မှာအပြစ်လုံးဝမရှိဘူး तू အပြစ်တစ်ခုမှကိုမလုပ်ဘူးနော်ကျမတို့မှာများစုံစမ်းနှောက်ယှက်ခြင်းလေးများနည်းနည်းလေးလာပြီဆိုရင်နော်အပြစ်ကိုများစွာကိုပြုလုပ်နေတာဖြစ်တယ်ဆိုတော့ယေရှုနဲ့ကျမတို့ကဘယ်တော့မှမတူနိုင်ဘာကြောင့်လဲဆိုသူကဖျားကိုယ်တိုင်ဖြစ်တယ်ကျမတို့ကဖျားမဟုတ်ဘူးကျမတို့ကဖန်ဆင်းခံရတဲ့သူတွေဖြစ်တယ်နော်ဆိုတော့ပိလမင်းကအဲ့လိုမျိုးမေးတဲ့အခါမှာယေရှုကလည်းပိလမင်းပြောတဲ့အတိုင်းယေရှုကပြည့်ညက်တရားတွေကိုတတ်သိခံဖို့ရန်အတွက်မွေးဖွားခြင်းကိုဤလောကသို့နော်ခံရဖြစ်တယ်ယေရှုမမွေးဖွားခဲ့ဘူးဆိုရင်တင်တဲ့ကျွန်တော်အတွက်နော်ကဲတင်ခြင်းဆိုတာရှိနိုင်မှာမဟုတ်ဘူးပြီးတော့ယေရှုဖခင်ကလည်းသူဆုတောင်းတဲ့အခါမှာနော်ဘလို့ဆုတောင်းလဲဆိုတော့ယောဟန်ခန်းကြီး7ပိုင်ငယ်7ထဲမှာယောဟန်ခန်းကြီး7အပိုင်ငယ်7ထဲမှာကျမ်းစာကဘာပြောလဲဆိုတော့ကိုရောဤတမန်တရားအဖြစ်သူတို့ကိုတန့်ရှင်းစေတော်မူပါကိုရောဤနှုတ်ကပတ်တီတမန်တရားဖြစ်ပါ၏နော်ကိုရောဤနှုတ်ကပတ်တီဆိုတာကကျွန်ုပ်တို့ကင်ဆွဲနေတဲ့ဒီနှုတ်ကပတ်တော်ကျမ်းစာကိုဆိုလိုတာဖြစ်တယ်နော်ဘုရားသခင်နှုတ်ကပတ်တော်ကတမန်တရားဖြစ်တယ်အမှန်တရားဖြစ်တယ်အသက်လမ်းကိုပြညွှန်တော်နော်အသက်ရှင်ရလမ်းဖြစ်တယ်ဒီနှုတ်ကပတ်တော်ကိုကျမတို့ယုံကြည်မယ်လက်ခံမယ်ဆိုရင်ကျမတို့အသက်တာမှာလိုတဲ့အရာတစ်ခုမှမရှိတော့ဘာကြောင့်လဲဆိုကျမတို့မှာဖျားရှိပြီအရာအလုံးကိုပိုင်ဆိုင်တဲ့ဖျားအရာအလုံးကိုကျမတို့ပိုင်ဆိုင်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ကျမတို့လိုလေသေးမရှိတော့ဘူးအဲကြောင့်မလို့ယေရှုဖျားကကျမတို့ဘယ်လိုဆူတောင်းပေးလဲဆိုတော့နော်ကိုရောဤတမန်တရားအဖြစ်သူတို့ကိုတန့်ရှင်းစေတော်မူပါကိုရောဤနှုတ်ကပတ်ဒီတမန်တရားဖြစ်ပါ၏ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကတမန်တရားဖြစ်တယ်ကျမတို့ကိုလမ်းမနေတဲ့အရာကိုလမ်းမှန်ကိုပြုပြင်ပေးတယ်မကောင်းတဲ့အရာပြုလုပ်နေတဲ့အခါမှာကောင်းတဲ့လမ်းကိုကျမတို့ကိုပို့ဆောင်ပေးတဲ့တမန်တရားဖြစ်တယ်အသက်လမ်းကိုဖြစ်တယ်အထူးသဖြင့်အပယ်ငြိရကနေပြီးတော့မှလွတ်မြောက်နိုင်တဲ့လမ်းကိုပြညွန်တဲ့နော်တမန်တရားဖြစ်တယ်အမှန်တရားဖြစ်တယ်ဆိုတော့အဲ့အရာကိုသင်တဲ့ကျွန်တော်အတွက်နော်အမြဲတမ်းနှလုံးသားထဲမှာလက်ခံပြီးတော့မှဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းတတ်ဖို့ဖြစ်တယ်တမန်တရားသာဘုရားသခင်ရဲ့နှုတ်ကပတ်တော်သာမပြည့်စုံခဲ့ဘူးနော်ပြောင်းလဲနေမယ်ဆိုရင်ကျမတို့မှာဒီလိုတန်ဖိုးရှိအလကားရတဲ့ကဲတင်ခြင်းကိုကျမတို့ရရှိနိုင်မှာမဟုတ်ဘူးနော်ဆိုတော့အရာကိုကျေးဇူးဘုရားသခင်ထံမှာကျမတို့ကျေးဇူးတင်တတ်ဖို့ကျေးဇူးတော်ကိုချီးမွမ်းတတ်ဖို့ကျေးဇူးတော်ကိုချီးမွမ်းတတ်တော်သူဖြစ်ဖို့လိုအပ်ပါတယ်အဲ့တော့ဘုရားသခင်ရဲ့အပြစ်နော်ဘုရားသခင်အမှန်တရားသာမရှိဘူးဆိုရင်အပြစ်သားဖြစ်တဲ့တင်တဲ့ကျွန်ုပ်ကအသက်ရှင်ခြင်းတည်ကြည်ခြင်းဘုရားသခင်အကောင်းမြတ်ခြင်းတွေကိုခံစားနိုင်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ကျမတို့အပြစ်ထဲမှာနစ်မွန်းနေတဲ့အခါမှာနော်ဘုရားသခင်အကောင်းမြတ်ခြင်းတွေကိုကျွန်တော်မမြင်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့အပြစ်တရားကကျမတို့ကိုဖုံးကွယ်ထားတယ်။အပြစ်တရားကဘုရားသခင်ကိုမမြင်နိုင်အောင်ကျမတို့ကိုကာထားတဲ့အတွက်ကြောင့်ကျမတို့ဘုရားသခင်မမြင်နိုင်။ဒါပေမဲ့ယေရှုဘုရားကကျမတို့ရဲ့နော်ကာနေတဲ့အရာတွေမုံဝါးနေတဲ့အရာတွေကိုသူ့ရဲ့အသွေးတော်ဖြင့်ဆေးကြောပေးတဲ့အခါမှာနော်ကျမတို့ကကယ်တင်ခြင်းရရှိနိုင်တာဖြစ်တယ်။နှုတ်ကပတ်တော်အဖြစ်သာကျမတို့ကအပြစ်ရှိတယ်ဆိုတော့သိနိုင်တာဖြစ်တယ်။အကယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နော်ဒီနှုတ်ကပတ်တော်သာမရှိဘူးဆိုရင်ဒီနဲ့ကျွန်ုပ်ကနော်ကိုအပြစ်သားလို့တောင်ထင်မှာမဟုတ်ဘူး။အထူးသဖြင့်နော်အခုနိုင်ငံတခြားနိုင်ငံတွေမှာပေါ့နော်ဘုရားရှိတယ်ဆိုတော့မယုံကြဘူး။ atheist လို့ခေါ်တဲ့ဘုရားမရှိဘူးပေါ့မူဝါဒတွေကသူတို့ကိုယ်သူတို့ဘုရားလို့ထင်တယ်။ဘုရားရှိခြင်းကိုသူတို့မမျှော်လင့်မယုံကြည်ဘူး။ဒါပေမဲ့အဲ့ဒီအရာတွေကိုကျမ်းစာကပြောလဲဆိုတော့ဘုရားမရှိဘူးလို့ပြောတဲ့သူတွေအသက်တာကအယူဖြစ်တယ်ဆိုပြီးတော့မှကျမ်းစာပြောတယ်ဒါပေမဲ့သူတို့ကဘုရားယုံကြည်တဲ့သူတွေကိုအယူဆိုပြီးတော့မှပြောင်းပြန်လည်ပြောတယ်ဆိုတော့အဲ့ဒါတွေကနော်သူတို့ ਨੇ သွားပြီးတော့မှနော် argue လုပ်ဖို့မဟုတ်ဘူးစကားသွားများဖို့မဟုတ်ဘူးကျမတို့ကိုးကွယ်တဲ့အရာကတကယ်စစ်မှန်တဲ့အရာဖြစ်တယ်မစစ်မှန်ဘူးဆိုရင်နော်ကျမတို့ယုံကြည်မှာမဟုတ်ဘူးတကယ်စစ်မှန်နှုတ်ကပတ်တော်တိုင်းသူ့ရဲ့ဘုရားသခင်နှုတ်ကပတ်တော်ကကျမတို့ကိုပြောပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့နှုတ်ကပတ်တော်ကတကယ်ကိုအသက်ရှိတဲ့အရာဖြစ်တယ်နော်အကယ်အသင်းရဲ့အသက်တာမှာယေရှုဖျောက်မယုံကြည်သေးဘူးဆိုရင်ညီးဆန်းကြည့်ပါတကယ်ပဲသူကအသက်ရှင်တဲ့ဖျားဖြစ်တယ်နော်တကယ်ပဲသူ့စီမှာဆုတောင်းကြည့်ပါသူက
နော်ခေါ်ရင်ထူးတဲ့ဖရားဖြစ်တယ်မကူညီနိုင်အောင်လက်တိုတဲ့ဖရားမဟုတ်ဘူးမကြားနိုင်အောင်နာမကြားတဲ့ဖရားမဟုတ်ဘူးမြင်ပြီးတော့မှနော်မမြင်နိုင်အောင်မျက်စိရှိပြီးတော့မမြင်နိုင်တဲ့ဖရားမဟုတ်ဘူးကျမတို့ရဲ့ဆုတောင်းကျမတို့ရဲ့တာဝန်ကပါလဲဆိုတော့ဖရားသခင်ရှေ့မှာနှိမ်ချစွာနဲ့ကျမတို့အဖြစ်ကိုဝင်ချတောင်းမှဖို့ပဲလိုအပ်တယ်ဆိုတော့အဲ့ဒီအရာတွေကကျမတို့ဘယ်အထဲမှာသိရလဲဆိုတော့နှုတ်ကပတ်တော်တမာတရားထဲမှာကျမတို့ဖတ်ခြင်းအပြင်ကျမတို့သိနိုင်တာဖြစ်တယ်ကျမတို့အလိုလျောက်အနေနဲ့ကျမတို့မသိနိုင်ဘူးနော်ဆိုတော့ယောဟန်ခန်းကြီး14ပိုင်ငယ်6ထဲမှာလဲယေရှုကဘာပြောလဲဆိုတော့အဲ့ဒါကနော်တကယ်ကိုကျမတို့အတွက်ယမ်းကိုခွန်အားဖြစ်စေတဲ့အရာဖြစ်တယ်ပြီးတော့မှအာမခံယုံကြည်ခြင်းပေးတဲ့အရာဖြစ်တယ်ယောဟန်ခန်းကြီး14ပိုင်ငယ်6ထဲမှာဘာပြောလဲဆိုတော့ယေရှုကငါသည်လမ်းခီးဖြစ်၏တမာတရားလည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုလျင်အဘယ်သူမျှခမဲတော်ထံသို့မရောက်ရငါသည်ဆိုပြီးတော့မှဘုရားသခင်ကတကယ် statement လို့ခေါ်တဲ့တကယ်စစ်မှန်တဲ့သူ့ရဲ့ဖြစ်ကြောင်းကိုတာတကယ်မမှန်ဘူးဆိုရင်ငါလှုပ်တယ်ဆိုတော့ငါကျမတို့မပြောနိုင်ဘူးကိုတကယ်လှုပ်တဲ့အရာကိုတကယ်နော်အားစိုက်ပြီးတော့မှပြုတ်လှုပ်တဲ့အရာဆိုရင်ဟာဒါငါလှုပ်တာဆိုပြီးတော့မှကျမတို့ပြောရဲတယ်ဘယ်သူမှကျမတို့ကိုငါကဲတင်နိုင်တယ်ငါကအသက်ဖြစ်တယ်ငါသည်အတ္တမတရားဖြစ်တယ်ငါသည်နော်ထာဝရအသက်ကိုပေးနိုင်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုပြီးတော့မှဘယ်သူမှမပြောရဲဘာကြောင့်လဲဆိုတော့ကျမတို့တကယ်မပေးနိုင်လို့ဒါပေမဲ့ဘုရားသခင်ကဘာပြောလဲဆိုတော့ငါသည်ဆိုပြီးတော့မှပြောထားတယ်ဆိုတော့အဲ့ဒီငါသည်ပြောတဲ့ဘုရားကတကယ်အသက်ရှင်တဲ့ဘုရားဖြစ်တယ်နော်သူကအသက်လမ်းဖြစ်တယ်တမန်တရားလည်းဖြစ်တယ်နော်သူ့ကိုအမိမပြုတ်ရင်ဘသူကမှကျမတို့ကောင်းကင်နိုင်ငံရောက်ရှိနိုင်မှာမဟုတ်ဘူးကျမတို့ကောင်းကင်နိုင်ငံရောက်ချင်လို့ဘုရားသခင်ကိုယုံကြည်တာမဖြစ်ဘဲနဲ့နော်ကျမတို့အပြစ်တွေကိုတကယ်ပဲစီးကြောပေးတဲ့ဘုရားသခင်ကိုရှာတဲ့သူဖြစ်ဖို့အရင်လိုအပ်ပါတယ်တချို့လူတွေကနော်ကောင်းကင်နိုင်ငံရောက်ဖို့ဆိုတာကြီးပဲကောင်းကင်နိုင်ငံရောက်ဖို့ဆိုတာတဲ့ကျမတို့ရဲ့အပြစ်တွေကိုယေရှုဖခင်ကစီးကြောပေးတာကပို့ပြီးတော့မှအရေးကြီးပါတယ်အဲ့ဒါကိုယုံကြည်ဖို့နော်ယေရှုဖခင်ကဘာတူလဲဆိုတော့ဘုရားသခင်သားဘုရားသခင်အသက်ရှင်တဲ့ဘုရားသခင်သားဖြစ်တယ်ယေရှုဖခင်အဖြစ်သာကျမတို့မှာကယ်တင်ခြင်းရှိနိုင်တာဖြစ်တယ်ဒီယေရှုဖခင်အဖြစ်သာကျမတို့ရဲ့အပြစ်တွေကိုဆေးကြောပေးနိုင်တာဖြစ်တယ်ဆိုတော့ဘုရားသခင်ကသူ့ရဲ့တမန်တရားမှာပြောင်းလဲခြင်းမရှိဘူးဆိုတာကဘသူအဖြစ်ကျမတို့သိနိုင်လဲဆိုတော့ယေရှုဖခင်ကိုကြည်ခြင်းအဖြစ်သူ့ရဲ့တမန်တရားမပြောင်းလဲဘူးသူ့ရဲ့တမန်တရားတည်ကြည်တဲ့ဆိုတဲ့အရာကိုကျမတို့တန်းပြီးတော့မှမြင်နိုင်တယ်ဘာလို့ဆိုတော့ယေရှုဖျားမစင်းကြွလာခင်ကတည်းကနှစ်ပေါင်းများစွာယေရှုဖျားမစင်းကြွလာမီကတည်းကဘုရားသခင်ရဲ့ပေးထားတဲ့ဂတိကိုဘုရားသခင်ကနော်လူတွေဘလောက်ပဲပြောင်းသွားနှစ်တွေဘလောက်ပဲကုန်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကဘယ်တော့မှမပြောင်းလဲသွားဘူးအဲကြောင့်မလို့ယေရှုဖျားကနော်ဘုရားသခင်အာဒနဲ့ဧဝကိုဂတိပေးကတည်းကနော်ချက်ချင်းကဲတင်ခြင်းရရှိလာတာမဟုတ်ဘူးသူတို့နော်လူပေါင်းများစွာနှစ်ပေါင်းများစွာကြာပြီးတဲ့အခါမှာတကယ်ကယ်တင်ရှင်ဆိုတာမွေးဖွားလာတယ်ယေရှုဖျားမွေးဖွားလာပြီးတဲ့အခါမှာလဲနော်ကျမတို့ယနေ့အထိတိုင်အသက်ရှင်နေတာဖြစ်တယ်ယနေ့အထိတိုင်လူသားတွေလှုပ်ရှားသွားလာနေတာဖြစ်တယ်အဲကြောင့်မလို့ဒီကယ်တင်ခြင်းကကျမတို့အတွက်ပဲမဟုတ်ဘူးလူသားအလုံးဖြစ်တယ်ယေရှုကိုယုံကြည်ခြင်းတော့သူကိုယ့်ရဲ့အပြစ်ကိုနော်ဝင်ချခြင်းတော့သူရဲ့ရောက်စီတဲ့အသက်တာမှာယေရှုဖျားကကျမတို့ကိုအမြဲတမ်းကြိုးဆိုနေတာဖြစ်တယ်ကျမတို့တာဝန်ကကျမတို့အပြစ်ရှိတယ်ကျမတို့ကအပြစ်သားဖြစ်တယ်ဆိုတာကိုနှုတ်နဲ့ဝန်ခံပြီးတော့မှစိတ်နှလုံးနဲ့တကယ်ပဲယုံကြည်မယ်ဆိုရင်ထာဝရအသက်ကိုရရှိတာဖြစ်တယ်ပတ်စံပေးစရာမလိုဘူးနော်ပတ်စံပေးလို့ရတယ်ပတ်စံပေးလို့ရတဲ့အရာဆိုရင်ကျမတို့နော်ဝယ်နိုင်မှာမဟုတ်ဘူးတကယ်ဒိတ်ကြချမ်းသာတဲ့သူတွေပဲအဲ့ဒီကယ်တင်ခြင်းကိုဝယ်နိုင်မှာဒါပေမဲ့ဘုရားသခင်ရဲ့ကယ်တင်ခြင်းကနော်အဆင့်တန်မရွေးဘူးဘာပဲလိုအပ်လဲဆိုတော့ကိုယ့်ရဲ့နှလုံးသားကိုယ့်ရဲ့နော်နှလုံးသားကိုဘုရားသခင်ကိုပေးဖို့ပဲကျမတို့လိုအပ်တယ်ဘုရားသခင်အဲ့ဒီအရာကိုပဲကျမတို့ကိုတောင်းတာဖြစ်တယ်နှလုံးသားပေးတယ်ဆိုတာကနော်ကျမတို့ရဲ့ဖြစ်တည်တဲ့အရာအလုံးကိုနော်မေ့ပြောက်ပြီးတော့မှကျမတို့ရဲ့အပြစ်သားဆိုတဲ့အရာကိုသိပြီးတော့မှကိုရောကျမကတကယ်ပဲကျွန်တော်ကတကယ်ပဲအပြစ်သားဖြစ်ပါတယ်နော်ဒီအပြစ်ကြောင့်ကျမတို့ငရဲကိုတွားရမှာမယ်ဒါပေမဲ့ယေရှုဖျားကကျမတို့အတွက်ကြောင့်ဂါးတိုင်းမှာအသေးခံတယ်အသွေးတော်ကိုတိုးနေ3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်ဆိုတဲ့အရာကိုနော်ကျမတို့ကြားပြီးတဲ့အခါမှာဒီအရာကနှုတ်ကပတ်တော်ကကြားနာခြင်းအဖြစ်သာဖြစ်တယ်နော်ပြောမဲ့သူမရှိဘူးဆိုရင်ကျမကြားနိုင်မှာမဟုတ်အဲကြောင့်မလို့ယခုတင်ကကြားနေပြီဖြစ်တယ်ဆိုတော့နော်အချိန်မဆွဲဖို့မယုံကြည်သေးဘူးယေရှုကိုမယုံကြည်သေးဘူးယေရှုရဲ့နော်ကောင်းမြတ်ခြင်းကြောင့်တကယ်ပဲယေရှုကအသက်ရှင်တဲ့ဖခင်ဖြစ်တယ်ဆိုတော့မယုံကြည်သေးဘူးဆိုရင်ယနေ့ပဲယုံကြည်ပါဒီနေ့ကကယ်တင်ရာနေ့ဖြစ်တယ်နော်အချိန်မဆွဲပါနဲ့ဖခင်တကယ်ပဲအသက်ရှင်တဲ့ဖခင်ဖြစ်တယ်
တမာတရားနဲ့တည်တဲ့ဖျားဖြစ်တယ်အမှန်တရားနဲ့တည်တဲ့ဖျားဖြစ်တယ်နော်ဒီယေရှုခရစ်တော်ကကျမတို့အပြစ်သားအလုံးလောကမှာရှိတဲ့အပြစ်သားအလုံးကိုဖြောင့်မတ်ရလန်းထာဝရအသက်ရှင်ရလန်းတို့ပို့ဆောင်ပေးတဲ့တမာတရားမှန်ကန်သောအသက်ရှင်သောဖျားသခင်ဖြစ်တယ်ယေရှုခရစ်ကနော်ဟေဘရဲအခန်းကြီး73အပိုင်ငယ်8ထဲမှာဟေဘရဲအခန်းကြီး73အပိုင်ငယ်8ထဲမှာကျမ်းစာကဘာပြောလဲဆိုတော့ယေရှုခရစ်သည်ယနေ့မနေ့နောင်ကာလအစဉ်မြဲအစဉ်မြဲပြောင်းလဲမပြောင်းလဲတော့ဘုရားသခင်ဖြစ်တယ်ဆိုပြီးတော့မှဟေဘရဲအခန်းကြီး73အပိုင်ငယ်8ထဲမှာပြောထားတယ်နော်ကျမ်းစာကဘယ်လိုပြောလဲဆိုတော့ယေရှုသည်မနေ့ယနေ့နောင်ကာလအနာဂတ်မှာပေါ့နော်နောင်ကာလအစဉ်မပြောင်းအစဉ်အမြဲမပြောင်းမလဲနေတော်မူ၏ဒီယေရှုခရစ်တော်ကဟိုးကဘာကြီးအစကတည်းကသူကရှိပြီးသားဖြစ်အဲကြောင့်မလို့ယောဟန်ခန်းကြီး1အပိုင်ငယ်1ထဲမှာကျမတို့ကဘာပြောလဲဆိုတော့ယောဟန်ခန်းကြီး1အပိုင်ငယ်1ထဲမှာအစဦး၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်ဖျားသခင်နှင့်အတူရှိ၏နှုတ်ကပတ်တော်သည်လည်းဖျားသခင်ဖြစ်၏ဆိုပြီးတော့မှကျမ်းစာကပြောထားဒီနှုတ်ကပတ်တော်လို့ပြောတဲ့အခါမှာဘသူကိုယဉ်ညွှန်းတာလဲဆိုတော့ယေရှုဖျားကိုယဉ်ညွှန်းတာဖြစ်တယ်ဆိုတော့ယေရှုဖျားကသူလောကမှာဖြစ်လာပြီးတော့မှလူသားဖြစ်တဲ့အခါမှာသူကယေရှုဖြစ်တာမဟုတ်ဘူးနော်လောကကိုမစင်ကြွခင်လူသားအဖြစ်မခံယူမီကတဲ့ကိုကသူကဖျားအဖြစ်တည်ရှိပြီးသားဖြစ်တယ်ဖျားဖြစ်နေပြီးသားဖြစ်တယ်အဲကြောင့်မလို့အစဦး၌နှုတ်ကပတ်တော်ရှိအစဦးဆိုတာလောကမြေကြီးနော်ကဘာကြီးရဲ့အစဦးကတဲ့ကိုကယေရှုဖျားရှိတယ်ဆိုတဲ့အရာကိုပြောတာဖြစ်တယ်ဒီယေရှုဖျားကနော်နှုတ်ကပတ်တော်သည်ဖျားသခင်နဲ့အတူရှိယေရှုဖျားကဖျားသခင်နဲ့အတူရှိတယ်နှုတ်ကပတ်တော်သည်လည်းဖျားသခင်ဖြစ်တော်မူယေရှုဖျားကလည်းဖျားသခင်ဖြစ်တော်မူဆိုပြီးတော့မှကျမ်းစာကကျမတို့ကအတိအကျပြောထားတယ်ဆိုတော့ဒီအရာတွေကိုကျမတို့သိပြီးတော့မှနော်မလစ်လူရှူထားဖို့ပေါ့နော်အရင်အရေးကြီးတယ်ဒီအရာတွေကလစ်လူရှူထားလို့မရဘူးဘာကြောင့်လဲဆိုတော့ကျမတို့သိပြီးတဲ့အခါမှာဒါကထာဝရအတွက်ဖြစ်တယ်ခဏတာမဟုတ်ဘူးလောကမှာနေနေတဲ့အချိန်ကကျမတို့အလွန်ဆုံးအနှစ်တရာနော်အခုတော့မှအနှစ်တရာဆိုတဲ့အရာကအရင်ကိုရှားပါနေပြီဖြစ်တယ်ဆိုတော့လောကမှာအချိန်တိုနေနော်ကျမတို့အသက်ရှင်နေတဲ့အချိန်မှာထာဝရအရာကိုရှာဖို့လိုအပ်တယ်နော်ဒီထာဝရအရာကဘသူစီမှာပဲကျမတို့ရှာလို့ရလဲဆိုတော့ယေရှုဖျားရှိမှာပဲကျမတို့ရှာလို့ရတာဖြစ်တယ်အဲ့လိုပြောလို့နော်တကယ်တယူဆန်တဲ့ဘာသာလို့တချို့လူတွေကထင်ကြတယ်မဟုတ်ပါဘူးဒါကအမှန်တရားဖြစ်ပါတယ်ဒါကတမန်တရားဖြစ်ပါတယ်ကတကယ်ပဲစစ်မှန်တဲ့တည်င်းကောင်းဖြစ်တယ်ယေရှုဖျားတင်တဲ့ကျွန်တော်တို့မွေးဖွားလာတဲ့ဆိုတဲ့အရာကစစ်မှန်တဲ့တည်င်းကောင်းဖြစ်တယ်နော်ကောလာဟာလာတွေမဟုတ်ဘူးအဲကြောင့်ယေရှုဖျားကကျွန်တော်တို့ကိုကယ်တင်နိုင်တဲ့အရှင်ဖြစ်တယ်သူရဲ့နော်သူလောကကိုအပျော်ပါလာတာမဟုတ်ဘူးနော်သူများတွေရဲ့နှိပ်စက်ခြင်းတင်တဲ့ကျွန်တော်ရဲ့အဖြစ်ကြောင့်နော်သူတစ်ပါးရဲ့နှိပ်စက်ခြင်းသူတစ်ပါးရဲ့အသေးသက်ခြင်းခံယုံတာမကနော်သူကကားတိုင်းပေါ်မှာနော်ရက်ဆက်နှိပ်စက်ခြင်းကိုခံရတယ်အသေးခံတယ်နော်တေပြီးလို့ပြန်မတေသွားဘူးသုံးရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းအပြင်သူကတေခြင်းမျက်စုမှန်ကိုအောင်မြင်တဲ့ဖခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိနိုင်တယ်နော်ယေရှုသာတေခြင်းမျက်စုမှန်ကိုမအောင်မြင်ဘူးဆိုရင်ဖခင်လို့ကျမတို့ခေါ်ခွင့်မရှိဘူး။ဘာကြောင့်လဲသူကလူသားလိုပဲတေပြီးပြီနော်။ဒါပေမဲ့အဲ့လိုမဟုတ်ဘူး။ယေရှုက3ရက်မြောက်သောနေ့မှာတကယ်ပဲနော်သူမတေခင်ကတည်းကသူကတေမယ်နော်ကျမတို့အပြစ်အတွက်ကြောင့်ကားတိုင်းပေါ်မှာအသေးခံမယ်တေပြီးတဲ့အခါမှာ3ရက်မြောက်သောနေ့မှာပြန်လဲရှင်ပြန်ထမြောက်မယ်ဆိုပြီးတဲ့အရာကိုသူကားတိုင်းပေါ်မှာမတွနော်အသေးမခံခင်ကတည်းကပြောထားတာဖြစ်တယ်။အဲကြောင့်မို့တချို့လူတွေကနော်ယေရှုပြ3ရက်မြောက်သောနေ့မှာပြန်လဲဆင်းကြွလာတဲ့အခါမှာပြန်လဲအသက်ရှင်လာတဲ့အခါမှာတချို့လူတွေကယေရှုကိုမယုံကြည်တဲ့သူတွေကနော်ယေရှုကိုယုံကြည်ဖို့ရမနာလိုတဲ့သူတွေဟာယေရှုဘုရားကတကယ်ပဲအသက်မရှင်လာဘူးသူ့ရဲ့တပည့်တော်တွေကခိုးတယ်ဆိုပြီးတော့မှတည်င်းမဟုတ်တဲ့တည်င်းကိုဖြန့်ခိုင်းတယ်ဒါပေမဲ့နော်ဘုရားသခင်ရဲ့တကယ်စစ်မှန်တဲ့ရှင်ပြန်ထမြောက်ခြင်းကိုဘယ်သူကမှနော်လိမ်လဲစားလို့မရဘူးဘာကြောင့်လဲဆိုတော့သူ့ရဲ့နော်ရှင်ပြန်ထမြောက်ခြင်းကတကယ်ပဲစစ်မှန်တဲ့အရာဖြစ်တယ်တမန်တော်ထဲမှာပြန်ကြည့်ပါနော်တမန်တော်ခန်းကြီး1ထဲမှာယေရှုဖျားလောကကိုတေချင်းကနေပြီးတော့ရှင်ပြန်ထမြောက်ပြီးတဲ့အခါမှာသူလောကကိုကောင်းကင်နိုင်ငံကိုပြန်တက်သွားတယ်တင်းနဲ့ကျွန်တော်နေဖို့ရန်အတွက်နေရာကိုပြင်ဆင်နေတာဖြစ်တယ်ဆိုတော့ဒီအရာကဘုရားသခင်တမန်တရားမပြောင်းလဲဘူးဆိုတဲ့အရာကိုသက်သေပြတဲ့အရာဖြစ်တယ်ဆိုတော့ဘုရားသခင်ကနော်သူ့ရဲ့တမန်တရားမှာပဲသူပြောင်းလဲခြင်းရှိတာမဟုတ်ဘူးနော်ပြောင်းလဲခြင်းမရှိတာမဟုတ်ဘူးသူ့ရဲ့ဘာမှလည်းသူမပြောင်းလဲဘူးလဲဆိုတော့သူ့ရဲ့ဖြစ်ခြင်းဖြစ်တဲ့ဉာဏ်တော်သူ့ရဲ့တကိုးတော်
သူ့ရဲ့တန်ရှင်းခြင်းဖြောင့်မတ်ခြင်းကောင်းမြတ်ခြင်းတွေမှာလည်းသူကပြောင်းလဲခြင်းမရှိဘူးအဲ့လိုမျိုးကောင်းမြတ်တဲ့ဘုရားဖြစ်လို့ကျမတို့အပြစ်ကိုနေ့ကျမတို့အပြစ်ဝင်ချတိုင်းသူကအခွင့်လွတ်တာဖြစ်တယ်ကျမလူတွေကတစ်ခါနှစ်ခါသုံးခါလေးခါဆိုအပြစ်လုပ်ပြီးဆိုရင်မခွင့်လွတ်ချင်ကြဘူးဒါပေမဲ့ဘုရားသခင်ကချစ်ချင်းမေတ္တာနဲ့ပြည့်စုံတဲ့ဘုရားကောင်းမြတ်ခြင်းနဲ့ပြည့်စုံတဲ့ဘုရားသူ့ရဲ့နာမည်နဲ့နော်အားလျော်စွာသူကကျမတို့ရဲ့အပြစ်ကိုခွင့်လွတ်ပေးတဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကိုသိပြီးတော့မှခွန်အားယူစေခြင်းနဲ့ဒီဘုရားကိုတကယ်ပဲယုံကြည်စေခြင်းနဲ့ကိုးစားစေခြင်းနဲ့နော်အဲ့ဒါကကျမတို့ရဲ့တာဝန်ဖြစ်တယ်ဆိုတော့အဲ့လိုမျိုးကိုးစားမယ်ဆိုရင်ကျမတို့တက်တာမှာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုနေ့စဉ်နဲ့အမျှကျမတို့တက်တာမှာပို့ပြီးတော့မှခံစားသိရှိနိုင်မှာဖြစ်တယ်ဆိုတော့နော်ဘုရားသခင်ရဲ့ဖြစ်ခြင်းကိုကျမတို့ကင်ဆွဲပြီးတော့မှဘုရားသခင်ရဲ့ဂတိပေးထားတဲ့အရာသူ့ကိုယုံကြည်တော့သူကသူ့ကိုယုံကြည်မယ်ဆိုရင်ကျမတို့မှာထာဝရတရားရှိုံသာမကနော်လောကမှာအသက်ရှင်နေတဲ့အချိန်မှာဘုရားသခင်ကောင်းမြတ်ခြင်းတွေကိုကျမတို့ခံစားရမှာဖြစ်တယ်အဲ့ဒါကသူ့ရဲ့ဂတိတော်ဖြစ်တယ်ဆိုတော့ကျမတို့ရဲ့တာဝန်ကဘာလုပ်ရမလဲဆိုတော့ဘုရားရဲ့နှုတ်ကပတ်တော်အတိုင်းလိုက်လျှောက်ရမယ်ဘုရားသခင်ရဲ့နော်အလိုတော်အတိုင်းအသက်ရှင်ရမယ်အရင်တစ်ခါအရင်ကိုခက်ခဲပါတယ်ဒါပေမဲ့ကျမတို့ဘုရားသခင်ကိုးစားမယ်ကိုရောကျမကိုကိုးကွယ်ပါကိုရောကျမကိုကိုရောကျမကိုကူညီပါကိုရောကျမကိုနော်ကျွန်တော်ကိုကူညီပါမဆပါလို့ကျမတို့ဆုတောင်းတဲ့အခါမှာဘုရားသခင်ကကျမတို့ဆုတောင်းတန်ကိုနားညောင်းမှာဖြစ်တယ်ကိုယ့်ဘက်ကနေပြီးတော့မှနှိမ့်ချတော်သက်တာနဲ့ဘုရားသခင်ရှေ့မှာတိုးဝင်ချင်းကပ်ဖို့ပဲလိုအပ်တယ်ဆိုတော့နော်ဒီຢာတွေကိုသိပြီးတော့မှဘုရားသခင်ကကျမတို့ကိုယ်ကွယ်တဲ့ဘုရားသခင်ကနော်တာမန်ဘုရားကဲ့သို့ဘာမှမလုပ်နိုင်တဲ့ဘုရားမဟုတ်ဘူးသူကတကယ်ပဲအသက်ရှင်တဲ့ဘုရားဖြစ်တယ်အရာအလုံးကိုသက်ဆွမ်းနိုင်တဲ့ဘုရားဖြစ်တယ်နော်သူကတကယ်ပဲကျမတို့ရဲ့အသက်တာကိုကဲ့တင်နိုင်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတဲ့အရာကိုသိပြီးတော့မှဒီလောက်နဲ့ရောက်စီတိုင်းကိုတိုက်တွန်းအားပေးခြင်းနဲ့ကျောင်းနာတူရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေဆိုတော့เนาะကျမတို့ဒီကနေ့နှုတ်ကပတ်တော်နဲ့အခွားယူမယ်လို့မျှော်လင့်တယ်အခုဆိုတော့နောက်ဆုံးပိတ်ကျမတို့ဆူတောင်းကြပါစို့နေနာတကွနဲ့ပြည့်စုံ၏တာသမီတို့ချစ်တော်မူသောဖခင်ကိုရရှင်ကျေးဇူးတော်ကိုအထူးပင်ချီးမွမ်းပါ၏ကိုရရှင်ကောင်းမြတ်ခြင်းကိုရရှင်အစစ်မှန်ခြင်းကိုရရှင်တမန်တရားများကိုရရှင်အမှန်တရားများကိုကျမတို့လေ့လာတဲ့အခါမှာတကယ်ပဲကိုရရှင်ဒီစစ်မှန်သောဘုရားဂတိကိုတည်သောဘုရားဆိုရရကိုတဖန်ပြန်လဲသိမြင်စေတဲ့အတွက်ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏ကိုရောသမီးတို့အသက်တာ၌ကိုရရှင်ကိုအားကိုးတင်တလမအားကိုးတော်မိတော်အပြစ်များကိုရရှင်တို့ကပတ်တော်များကိုဖတ်ကြားရမယ့်အရာများကိုရရှင်မဖတ်ကြားတင်တလမဖတ်ကြားမိတော်အရာများကိုရရှင်ခွန်တော်ပေးတော်မူလျက်ကိုရရှင်သမီးတို့အသက်တာကိုယေရှုရဲ့အသွေးတော်အပြင်သမီးတို့အပြစ်များအားလုံးကိုရရှင်စေချောတန်ရှင်းစင်ကြယ်စေတော်မူပါလာမဲ့နေ့အနာဂတ်များမှာလဲကိုရရှင်အလိုတော်တိုင်းတက်ရှင်တော်သူကိုရရှင်နှုတ်ကပတ်တော်အတိုင်းလိုက်လျှောက်တက်ရှင်တော်သူများဖြစ်ဖို့ရန်အတွက်လဲဒီမှာရှိတော်ရောက်စီတဲ့အသက်တာကိုလည်းကောင်းချီးပေးတော်မူလျက်ကိုရှင်ဘုန်းတော်ထင်ရှားဖို့ဖြစ်စေတော်မူပါဒီကျမတို့ကိုလည်းလာမဲ့နေ့ရက်များမှာလဲကိုရှင်သူပါရှိတော်မူပါမကောင်းသောအရာများမှာလဲကိုရှင်ပယ်ရှားပေးတော်မူလျက်ကျမတို့ပြုလုပ်တဲ့အရာတစ်ခုစီတိုင်းကိုရရှင်ဘုန်းတော်ထင်ရှားပြီးစီတော်မူပါအရာလုံးစုံတို့ကိုဆူတောင်းတဲ့အခါမှာတပါးတီတော်တော်သခင်ရှုမီနာမပြည့်အလုံးရဲ့စွာဖြင့်ဆူတောင်းစက္ကအနံ့ကြပါ၏အာမင်အာမင်